အားလုံးပဲမင်္ဂလာပါဗျာဒီကနေ့တင်ပြချက်လေးကနေကြိုဆိုပါရစေဒီနေ့မှာတော့စာကြည့်တိုက်တွေမှာရှိတဲ့အထူးပတိစာစုတွေဆိုတာဘလို့တောင်စိတ်ဝင်စားစရာကောင်းတယ်လဲဆိုတာကိုလေ့လာသွားကြပါမယ်ဒီလိုလေ့လာတဲ့နေရာမှာတာမန်ရိုးရိုးကြီးမဟုတ်ဘဲမြန်မာစာပေလောကရဲ့ထင်ရှားတဲ့စာရေးစီတာကြီးပြီးမိုးနဲ့တကယ်ကိုရှုပ်ထွေးပွေလေလာပေမဲ့တစ်ဖက်မှာလည်းအမခန်းထူးချုံပြောင်မြောက်လာတဲ့ဘဝစကြောင်းကနေတဆင့်ဆွဲဆောင်မှုရှိရှိလေ့လာသွားကြမှာပါကဲစားလိုက်ကြရအောင်ဗျဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာအကျဉ်းဖီလေးကိုကြည့်လိုက်ရအောင်ပါအပိုင်း၅ပိုင်းခွဲထားရပါတယ်။စာကြည့်တိုက်ပညာရဲ့အခြေခံဖြစ်တဲ့အထူးပတိတွေရဲ့သဘောတဘာဝကနေစတင်ပြီးတော့တကယ်တမိုင်းဝင်စိတ်ဝင်စားဖွယ်ရာဘဝဇာတ်ကြောင်းတစ်ခုကိုလက်တွေ့ဆန်းစစ်ထားမဲ့လမ်းပြမိပုံလေးပဲဖြစ်ပါတယ်။အချိန်သိမ့်မဆွဲတော့ပဲရှေ့ဆက်သွားလိုက်ရအောင်ပထမဆုံးအနေနဲ့အထူးပတိတွေရဲ့စွမ်းအားပေါ့ဗျာစာကြည့်တိုက်တွေကဘာလို့ဒီအထူးပတိတွေကိုတာမအချက်အလက်တွေလို့ပဲသဘောမထားပဲလူသားတွေရဲ့တကယ်ဖြစ်သားမှုအတွေ့အကြုံတွေကိုထင်ဟပ်ပြနေတဲ့မန်းချက်ကြီးတယ်ဖြစ်တံပိုးထားကြတာလဲဒါလေးကိုရင်ဆုံးစဉ်းစားကြည့်ကြရအောင်ကျွန်တော်တို့မြန်မာအထူးပတိစာစုတွေရဲ့တမိုင်းကြောင်းဟာဘလောက်ကြောင့်နှဆိုင်တယ်လဲဆိုတာဒီမှာအလွယ်တကူမြင်နိုင်ပါတယ်ဟိုးပကံခေမြေးစေတီကြောက်စာကနေအစာဖြူခဲ့တယ်လို့ဆိုရမှာပေါ့အဲဒီကနေမှရာဇဝင်ကျမ်းဤဖီရင်ရဲ့စစ်ရေးချီတက်မှုအေးတော်ပုံနေနောက်ပြီးတော့20ရာစုနိုင်ငံရေးနဲ့အမျိုးသားရေးလှုပ်ရှားမှုဒီမှာပေါ်ပေါက်လာတဲ့ခေတ်အထူးပတိတွေထိတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့တာပါဒီအရာတွေအလုံးဟာတမိုင်းကိုအသက်ဝင်လာစေတဲ့အထောက်အထားတွေကြီးပါပဲဟုတ်ပြီဒုတိယကဏ္ဍကိုရောက်လာပါပြီစာကြည့်တိုက်မှုတွေဟာဒီလိုမျိုးစုံလင်လာတဲ့ဘဝစကြောင်းဒီကိုလေ့လာသူတွေစီပေးအပ်တဲ့အခါဘလို့ပုံစံမျိုးနဲ့အဓိကအမျိုးအစားခွဲခြားထားတယ်လဲဆိုတာကိုရှင်းပြချင်ပါတယ်အရင်ဆုံးအထူးပတိအင်္ဂလိပ်လို biography ဆိုတဲ့ဝါဟာရရဲ့အခြေခံအသေးပေကိုကြည့်အောင်သူက Greece ကလုံးနှလုံးခဏီလာတာပါ bio ဆိုတာကဘဝ graphene ဆိုတာကရေးသားခြင်းပေါ့ဆိုလိုတာကလူတစ်ယောက်ရဲ့တကယ်ဘဝဖြစ်တတ်မှုသူ့ရဲ့တွေးကြုံတွေနဲ့ကိုယ်ရည်ကိုတွေးကိုအသေးစိတ်တုံဖော်ရေးသားထားခြင်းပဲဖြစ်ပါတယ်ဒါကိုနားလည်ပြီးဆိုရင်တော့ဘလို့အမျိုးအစားခွဲလဲဆိုတာစတိကြတာပေါ့အကျဉ်းဖြန်းအဖြစ်တော့အမျိုးအစားတစ်ခုခွဲခြားထားတာပါပထမတစ်ခုကအစုအဖွဲ့အထူပတ္တိတွေပါဒါကအသက်မွေးဝမ်းကျုံတူတွေခေတ်ကာလတူတွေကိုလမ်းညွှန်တွေအပိဒံတွေလိုမျိုးအုပ်စုလိုက်စူးစီးထားတာမျိုးပေါ့ဒုတိယတစ်ခုကတော့တတိပုဂ္ဂလအထူပတ္တိတွေပါလူတစ်ယောက်ထဲရဲ့ဘဝကိုနေ့စဉ်မှတ်တမ်းတွေကိုယ်တိုင်ရေးမှတ်တမ်းတွေကနေတဆင့်အတော်လေးနက်နက်ရှိုင်းရှိုင်းတူးဆွဲဖော်ပြထားတာဖြစ်ပါတယ်ဘာလို့ဒီလိုခွဲထားတာလဲဆိုတော့လေ့လာသူရဲ့အညွန့်နဲ့ကိုလိုကြီးနဲ့အချက်လက်ကိုမြဲမြဲဆန်းဆန်းနဲ့တိတိကျကျရှာနိုင်ဖို့ပဲဖြစ်ပါတယ်တတိယပိုင်းအနေနဲ့တက်ရောက်မှုရှိတဲ့ဘဝဇာတ်ကြောင်းတွေကိုရွေးချယ်စုဆောင်ခြင်းအကြောင်းလေ့လာပါမယ်စာကြည့်တိုက်တစ်ခုမှာဘလို့အထူးဖြစ်သည့်မျိုးတွေထားရှိတဲ့တယ်ဆိုတာကိုဆုံးဖြတ်ရတဲ့စာကြည့်တိုက်မှုတွေရဲ့အခန်းကဏ္ဍကတကယ့်ကိုအရေးပါလာပါတယ်စာကြည့်တိုက်မှုတွေတုံးရတဲ့ရွေးချယ်မှုစံနှုန်းတွေကိုကြည့်လိုက်အောင်ဗျာအချက်လက်တွေကတိကျခိုင်လုံဖို့နဲ့ယုံကြည်ရတဲ့အရေးမြစ်တွေဖြစ်ဖို့ကတော့အခြေခံပေါ့ဒါအပြင်သမိုင်းနောက်ခံနဲ့ဆက်ဆက်ပြီးတော့လေလေးစားမှုရှိစွာဖော်ပြထားပါမယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကဘာလဲသိလားလူသားရဲ့အားနည်းချက်တွေချိုရင်းချက်တွေနဲ့လူသဘာဝစစ်မှန်ကြီးကိုဖုံးကွယ်မထားပဲပကတိအတိုင်းတင်ပြထားဖို့ပါပဲအချက်လက်တွေနဲ့အကယ်ဖြတ်မှုကြားမှာဟန်ချက်ညီမာတာတကယ်ကိုတောင်းဝင်လို့ရှာတဲ့ဘဝမတန်းကောင်းနေဖြစ်လာမှာကိုဆိုတော့ကဒီလိုစာကြည့်တဲ့ပညာရပ်ဆိုင်ရာ theory စံနှုန်းတွေကတကယ်လက်တွေ့တမိုင်းဝင်ဇာတ်ကြောင်းတွေမှာဘယ်လိုမျိုးအလုပ်လုပ်တယ်လဲတောင်းပို့ပြီးမြင်သာတော့အောင်တကယ်စာပေပညာရှင်ကြီးတယောက်ရဲ့ဘဝနဲ့တိုက်ရိုက်ရှင်ပြီးကြည့်လိုက်ကြရအောင်ဗျာစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီကန္တာလေဆရာပီမိုးနေရဲ့စန့်ကျင်ဘတ်တဘာဝမြန်မာစာပေလောကမှာအလွန်ကိုလွှမ်းမိုးမှုရှိခဲ့တဲ့စာရေးဆရာကြီးပီမိုးနေအကြောင်းကိုပြောပြခြင်းမှာတဲ့ကြားဘူးကြမယ်ထင်ပါတယ်ဆရာကြီးရဲ့စာတွေကအင်မတန်ရှင်းလင်းပြသပြီးစီကံကြီးပေမဲ့အပြင်ကသူ့ရဲ့ကိုယ်ပိုင်ဘဝကတော့လုံးဝကိုရှုပ်ထွေးပွေလေးနေခဲ့တာပါတကယ့်ကိုရွှေညွန့်တဲကပွင့်လာတဲ့ကြားတပွင့်လိုပါပဲဆရာသိန်းပြင်းမြင့်ရဲ့မျက်မြင်တွေ့ရှိချက်လေးကိုတစ်ချက်နားထောင်ကြည့်ပါဦးဖုံးဒီအမိုက်ဒီနဲ့ညစ်ပိတ်နေတဲ့ခန်းချင်းလေးထဲမှာမတည့်ရပြီးတူးကြီးကြီးနဲ့ထမင်းစားနေတဲ့ဆရာကြီးပီမိုနီရဲ့ပုံရိပ်ကိုမြင်အောင်ကြည့်လိုက်ပါဗျ။ဒါကဘာကိုပြနေလဲဆိုတော့ဆရာကြီးရဲ့ထားမှန်နဲ့လုံးဝမတူတဲ့ပုံမှန်မဟုတ်တဲ့နေ့စဉ်ဘဝကိုချက်ချင်းသိမြင်သွားစေပါတယ်။သူဟာပြင်ပရုပ်သွင်းထက်ဆိုင်ရန်သူ့ရဲ့စိတ်ကူးညံကဘာကြီးထဲမှာပဲအမြဲတမ်းရှင်သန်နေထိုင်ခဲ့တယ်ဆိုတာအတော်လေးထင်ရှားပါတယ်။နောက်ပြီးဆရာကြီးရဲ့အခန်းလေးကနေမကြာခဏကြားရတတ်တဲ့အတန်တွေကလည်းအိမ်တွင်းပြဿနာတန်နေပါပဲ။ဇနီးဖြစ်သူနဲ့စူပူရန်ဖြစ်တန်တွေအော်ဟစ်တန်နေဟာသူ့ရဲ့ဘဝကအပြန်ပန်းမှာတကယ်ကိုအလွမ်းဆက်လန်းတပုံလို့ရှုပ်ထွေးနေတယ်ဆိုတာကိုမိမုံထိုးပြနေပါတယ်။အိမ်တွင်းရေးတာယာမှုဆိုတာသူ့ရဲ့နေ့စဉ်ဘဝမှာအမဲလိုကင်းမဲ့နေခဲ့တာပါ
တကယ်တော့ဆရာကြီးပြီးမုန်းနေဖြတ်တန်းခဲ့ရတဲ့စိတ်မချမ်းမြေ့ဖွယ်ရအဖြစ်ဖြစ်ကြီးဟာကျွန်တော်တို့စိတ်ကူးကြည့်လို့တော့မရတော့အောင်ပြင်းချလွန်လာပါတယ်အလော်မင်းစင်ရဲ့မွဲတင်မှုအရက်နဲ့လောင်ကစားဖြတ်တနာရီအပြင်ကိုယ့်ရဲ့သားအကြီးဆုံးတပ်ဖြတ်ခံရမှုမျက်မြင်စနီးတဲ့ဆုံးမှုနဲ့နောက်ဆုံးသူ့ကိုယ်တိုင်လေဖြတ်တော်တဲ့အထီးပါပဲဒီလိုအလွန်ကြီးမားတဲ့လူဘဝရဲ့အဖြစ်ဆိုးတွေနဲ့ချိုယွင်းချက်တွေဟာစောစောကစာကြည့်တိုက်မှုတွေအထူးကထားရှာဖွေလေးရှိတဲ့လူတဘာဝအစစ်အမှန်ဆိုတာကိုအထင်ရှားသက်သေပြနေပါတယ်။ကဲဒီနေရာမှာအရေးကြီးဆုံးနိုင်ရှင်ချက်တစ်ခုကိုတွေ့ရပါပြီ။တစ်ဖက်မှာတော့လုံးဝကိုစင်းရဲပြီးရှုပ်ထွေးနေတဲ့ပုံကိုယ်ရေးဘဝအခြေအနေကြီးပါ။ဒါပေမဲ့အခြားတစ်ထက်မှာကျတော့စိတ်ပညာစီးပွားရေးနဲ့ပညာရေးလိုခက်ခဲနဲ့တဲ့အကြောင်းအရာတွေကိုအင်မတန်ရှင်းလင်းပြတ်သားစွာနဲ့စီကန်းတကြမျိုးချစ်စိတ်တဲ့အပြည့်အဝနဲ့ရေးသားနိုင်ခဲ့တဲ့သူ့ရဲ့ချီးကျယ်လာတဲ့စာပေပါရမီပါဒါဟာသူ့ရဲ့သမိုင်းဝင်အမွေအနှစ်မှာကိန်းအောင်နေတဲ့အန်အိုစီယာကောင်းလာတဲ့ဆန့်ကျင်ဘက်တဘာဝကြီးပါပဲ နောက်ဆုံးကဏ္ဍကိုရောက်လာပါပြီမျိုးဆက်သစ်တွေကိုခွန်အားပေးခြင်းစာချီတိုက်တွေကဘာဖြစ်လို့ဒီလိုမျိုးအဖြစ်အနာစားနေပြည့်ညက်နေတဲ့ဘဝစကြောင်းတွေကိုတောင်ဂရုတစိုက်နဲ့ထိန်းထားရတယ်လဲဆိုတာကိုချီးကြပါစို့ဒီအတွက်ဆီရာသိန်းဖေးမြင့်ရဲ့လာပါတဲ့တင်စားချက်လေးတစ်ခုကိုကျွန်တော်ဝေမျှချင်ပါတယ်ကျွန်ုပ်စိတ်တည်ရှင်ကျွန်းလဲမှပေါက်လာသောကြာပင်တွေထွားထွားဝေဝေပွင့်နေသည့်ကြာပွင့်အတွင်းသို့ပြေးဝင်နားနီလေသည်တဲ့စင်မန်တဲ့အထုပတိတွေဆိုတာဟာလူတယောက်ရဲ့ဘဝမှာရှိတဲ့ရှင်ညွန်လို့ခေါ်တဲ့အားနဲ့ချက်တီကိုဘယ်တော့မှဖုံးကွယ်မထားပါဘူးအဲ့ဒီရှင်ညွန်ထဲမှနေမှယုံထွက်သည့်ပွင့်အားလာရဲ့အောင်မြင်မှုဆိုတဲ့ကြာပင်ရဲ့အလှတရားကိုပိုပြီးထင်ရှားအောင်ပြသပေးတာဖြစ်တဲ့ဆိုတာကိုဒီအချက်ကအပြောင်မြောက်ဆုံးတရုပ်ဖော်ထားတာဖြစ်တယ်။ဒါကြောင့်အထုပတ္တိတီကကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးနေလာပါ။ကြီးမြတ်မှုနဲ့အောင်မြင်မှုဆိုတာဟာကြီးမားတဲ့အပြည့်အနာအစားတွေမစုံလင်မှုတွေနဲ့အဖြစ်ဆိုးတွေကြားထဲကနေလက်ထွက်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။ဒီလိုပြည့်စုံမှုမရှိတဲ့တက်ကက်လူသားတွေအကြောင်းဖတ်ရှုခြင်းဟာပြင်ပလက်တွေ့လောကမှာအခက်အခဲပေါင်းစုံနဲ့ရုန်းကန်နေရတဲ့ကျွန်တော်တို့အားလုံးအတွက်အကောင်းဆုံးခွင့်အားတွေပဲဖြစ်ပါတယ်။ကဲဒီကနေ့တင်ပြချက်လေးကိုတွေ့တော့ဆရာမေခုလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ပြည့်စုံမှုမရှိပေမဲ့အမခံအောင်ရင်ခဲကြသူတွေကဘသူရဲ့ဘဝစကြောင်းကများမိမိဘဝရဲ့ရွှွတ်ညွတ်နေတဲ့ကနေယုံထက်ပွင့်လန်းလာဖို့ခွန်အားပေးနိုင်မလဲ။အနည်းဆက်ဆုံးစာချီတိုက်ကိုသွားပြီးအထုပတ္တိစာအိုတီကြားမှာအပြေရှာကြီးဖို့တိုက်တွန်းလိုက်ပါစီဗျာ။အခုလိုအဆုံးထိအတူတကွလေးလာကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။